နေလေနော်ဒီထဲမှာရန်ကုန်မိသားစုတွေမန္တလေးကိုမလိုက်နိုင်တဲ့လူတွေပါတယ်စိတ်ချလက်ချလွတ်လိုက်မဲ့လူတွေနော်လိုက်မဲ့လူတွေပါလားမန္တလေးလိုက်မဲ့လူတွေပါလားပါတယ်နော်ကြံခဲ့မဲ့လူတွေလည်းရှိတယ်နော်အဲ့တော့ကြိုင်နည်းနည်းလေးမေ့သွားမှာဆိုလို့နော်ကြိုင်နည်းနည်းမေ့သွားဆိုလို့စာရင်းတွေ့ရအောင်ဖေကပြောလေချီမေအမေကပြောလေချီမေကိုကိုကပြောလေချီမေမရမကချီမေဟေးမောင်ကပြောလေချီမေမရမကချီမေ